လာပါမိုးရလူစင်တို့ရေဒီမှာ12လပိုင်းမှာမိုးပထမဦးဆုံးလုပ်ပေးတဲ့ campaign ပေါ့နော်တန်ရရရဲဘော်ရဲ့စင်တာ campaign အထက်ကပစ္စည်းတွေလိုအပ်တာလေဒီဗာလဲဒန်ရရရဲဘော်ကတင်တွေပြီးတော့အဝတ်စော်ဆက်တွေမိဖို့ချောင်းတွေမိဖို့ချောင်းကြတော့အခုလောလောဆယ်သူတို့မြေကြအောင်သူတို့လည်းမြေကြသွားမှအဲ့ဒီမိဖို့ချောင်းသူတို့စောက်လို့ရမယ်မမို့လူခံပေးတာတော့ပြည့်သွားပြီเนาะအလူစင်တွေမမိုးနဲ့တူသွားကြည့်မယ်เนาะဟိုစင်တာအရန်လာတယ်ပြီတို့เนาะရဲဘော်တွေလည်းသူတို့အကောင်လုံးမြေပြင်မှာနေပြင်ကရဲဘော်တွေဒန်ရတဲ့ရဲဘော်တွေပေါ့နော်အဲ့ဒီစင်တာမှာအကောင်လုံးရောက်လာပြီဆိုရင်သူတို့ဗီဒီယိုနောက်တစ်ခါပြန်တော့ရိုက်ပြမှာပေါ့အခုလောလောဆယ်ကတော့မမိုးတို့ဝယ်ထားပြီးတဲ့ပစ္စည်းတွေပေါ့နော်သွားကြည့်လို့ရအောင်နော်အလူစင်တွေရဲဘော်ကတော့အခုဒီဘက်မှာထိရတယ်ဒီခါမှာလည်းထိရတယ်အခုတော့ဒီအပေါ်ဘက်မှာလာနားနေရပါတော့မမိုးနဲ့မမိုးလူရှင်တော်ဟိုပေါဝင်လူတန်းမရတဲ့ပစ္စည်းတွေချက်လိုက်ကြည့်ပြီးပါကျွန်တော်ရဲ့စင်တာလေးကိုချက်ဝင်ကြည့်ပြီးပါလိုက်ခဲ့ပါဒါတော့မမိုးနဲ့မမိုးလူရှင်များဒီပေါဝင်လူတန်းမရတဲ့ဟိုအဲ့ခန်းဆိုဖာတွေပေါ့နော်တခြားခန်းကဏ္ဍလေးတွေလိုက်ကြည့်ပြီးပါစီပေးခိုင်းနေကြကျွန်တော်တို့ဆေးစင်တာကျွန်တော်ဒါတွေကဟိုဆေးပစ္စည်းတွေထားဖို့ပေါ့ဒီဆေးပစ္စည်းတွေမရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့စိုင်းစီးတွေတော့လည်းခါထားရပါတယ်ဆေးပစ္စည်းရောက်လာတဲ့ခါကျရင်ကျွန်တော်ဒီဟာကြီးကိုရိတ်ခါပေါ်တော့တခြားနေရာမှာထားပါမယ်ခြားနေရာလည်းလိုက်ကြည့်ပြီးတော့အေးပေါ့လူနာတွေရဲဘော်တွေလာပြီးခုနာလို့ရအောင်ဟိုကတိလေးဟိုဂျိုးကြီးဟိုပြင်ဆင်ရအောင်မမိုးနဲ့မမိုးပေါင်းလူတန်းပေးရတဲ့ကတိဖြစ်ပါမယ်အေးပေါ့လူနာအေးပေါ့လူနာပြောပါအေးပေါ့လူနာတွေနေမဲ့ကတိတွေပေါ့အခန်းတွေပေါ့အမှန်နာမယ်တစ်ချက်ဖတ်ပြလိုက်ဘယ်သူလူရလဲလားတတူတာဟင်မွေးနေအလူတရားရဲဘော်ပြောလူနာကတိတလုံးလူတန်းပေးခဲ့ပါတယ်တာတူတာဟင်မွေးနေကျေးဇူးများကြပါတယ်ဒါလည်းမမိုးနဲ့မမိုးလူစင်နေလူသားပေးတဲ့ကတိတွေအားလုံးပေါ့နော်နာမည်မရှိတဲ့ဥစ္စာတွေဒါရဲတော့ဗီဒီယိုပေါ့နော်ဒါလည်းဒီကိုအေးဝလူနာတွေဒီလူနာသားတွေလာလို့ရှိရင်ပစ္စည်းတွေပါထည့်လို့ရအောင်တော့ဗီဒီယိုတွေပေါ့နော်ဗီဒီယိုတွေကတော့ဘဝကမှမရှိဘူးနာမည်ချက်ဖတ်ပြမီနီဆိုတာအော်စတန်ဒေါ်မီချုံမိသားစုမှာလူရန်ပေးရပါတယ်ဂရင်းတစ်လုံးမှာအေးဘောလူတွေပြောပါတောင်းကြော်ဒီကတိတွေကဟိုဘက်ဥစ္စာတွေကတော့9000ဂျော်ဒန်နေ1000ဂျော်ဒန်နှလုံးရှိတယ်ဒီမှာတစ်လုံးဒီမှာတစ်လုံးဘယ်လိုလဲဟိုအေးဘောလူတွေကမရောက်လာဘူးမရောက်လာသေးဘူးလမ်းချင်းကြီးကျုပ်တင်ပြစ်စင်လာတော့ဒါလူနာဇောက်တွေတော့ပေါ့နော်လူနာတွေကရေးဖို့လူနာဇောက်လည်းရတယ်ဟိုစားရေးဖို့လည်းနေလည်းရရေးဖို့တွေလာခုနာတဲ့ခါကျရင်နေလို့ရအောင်ကျုပ်တင်ရှင်းတာပေါ့ရိုးလူနာတွေပေါ့မော်လေးလိုမျိုးနည်းနည်းပပပေါ့နော်တန်ရရတဲ့လူတွေပေါ့ခွဲပြီးဒီလိုမျိုးသူ့လိုစနေလိုမျိုးအရေးပေါ်အခြေအနေဒီလိုမျိုးမထနိုင်တဲ့လူတွေမဟုတ်လေထနိုင်သွားနိုင်တဲ့လူတွေနေဖို့နေမဲ့နေရာတွေပေါ့ဒီလူမျိုးကလေးတွေကလက်ကြတော့ထလည်းမရဘူးအများကြီးတော့အချိန်တွေတိုးတက်လာပြီမိတ်ဆက်လိုက်နေမှာလေရဲဘော်စနေရောဘာဖြစ်ဘာဒဏ်ရာရထားလဲဝိုင်းတွဲမှန်တယ်ဘယ်နေပြန်ဝိုင်းတွဲမှန်တာဘယ်နှလားလောက်ရှိပြီလဲမလဲ6လ9လလောက်ရှိပြီအများကြီးတက်တာလာပြီနော်ဟုတ်ကဲ့တော်တော်လေးတက်တာလာအမအလူစင်လူလာပေးတဲ့ကတင်လေးနဲ့မှတစ်ချက်ဖတ်ပြလိုက်ပါ Yes you are married family မှာကူညီလူတန်းပေးရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ပါဝင်ကူညီပေးတဲ့အတွက်အမလည်းဗီဒီယိုနှလုံးအမလူနာထားဖို့နဲ့လူနာပေါ့နော်ဟုတ်ပါကိုယ်ခန်းလေးကိုတော့ပြလိုက်တော့ကျွန်တော်နေနေတဲ့ခံဝင်တော့ဟိုထိခိုက်တန်ရရဲပေါ့ဒီဘက်မှာရဲပေါ့ကြာဒီမှာတော့ကျွန်တော်အိတ်ပါမယ်ကျွန်တော်နားနေနေတာဒီဘက်မှာနားရဲပေါ့တော့ညလုံးတစ်ဖက်ထိတာမိုင်းထိတာ
ခုမှဖက်စစ်နေတော့မဟုတ်လား အမှလည်းမမိုးနဲ့ဗလဲအကောလောကတော့မမိုးနဲ့ ဟိုလည်းဟိုပြည်သူလူထု လူတာပေးတဲ့ဥစ္စာ ပေးရတဲ့ဥစ္စာတွေပေါ့ဟိုလူရမ်းပေးတဲ့ပြည်သူလူထုတွေရောခြေချင်းအားကြီးတင်ပါတယ် နောက်တစ်ခါ ဒီဘက်လည်းချက်အောင်ကြည့်ပြပါဦးဒါလည်းခံရရဲဘော်တွေလာပြီးခုနလို့ရအောင်ကျွေးနေစင်လာတော့နော်ဒီတစ်ခါမှတော့ဟို၄ရောက်တော့အေးရတာပေါ့နော် ကတင် တစ်ခါမှတော့၄ရောက်တော့အေးရတယ် အမအလူစင်နာမည်တစ်ချက်ပြောတယ် ဒီစင်နာမေအထိုင်ရဒေါ်အာလီ USA မှာဒါရရဲဘော်တွေအတွက်လူနာကလေးလူရန်ပေးပါတယ် ဒါတော့အလီလူတာပေးတဲ့အနေကတင်တစုံပေါ့နော်ဒီမှာ ဒီမှာ Solly Solid USA ဒါရရဲဘော်တွေအတွက်ကလေးဒီမှာမြင်ရ အခု Solid လူတာပေးတဲ့ကတင်တစုံ ဒီမှာတော့ဦးဝင်းနိုင်ဒေါ်စနာမြောက်ဦးကမှလူရန်ပေးတာပါလေ မောင် ကိုဇော်မင်းထိုက်ဒါရရဲဘော်တွေအတွက်လူနာကလေးလူရန်ပေးသွားပါတယ်ဟောတခါလေးတွေ့ရအောင်တော့ကတင်နဲ့ဟိုရဲဘော်တွေလာလာမှပစ္စည်းတွေထည့်ရအောင်လေဒီရင်ဟိုကမပလဲနေအောင် မပလဲနေအောင်ပေါ့ ရှိရတက်တက်ရရပဲဟိုကနေလို့ရတယ်ကြည့်အောင် ဒီခန်းကလေးကြတော့ဟိုနေဗလားဒီမှာတော့စတေကကတ်တာပေးတဲ့ဒရန်ရရဲဘော်တွေဟိုနေလူတာပေးတဲ့အလူစင်နာမည်တွေဟိုတခြားအခန်းကတော့မရှိဘူးရဲဘော်ဘယ်သူ ခုလက်ရှိကျွန်တော်ကတော့ဒဏ်ရာရဲဘော်ခုတည်ပဲဒီတလားပဲဆောင်းရကြစမျက်လုံးတစ်ခုပေါ်ရှိရပါအခုဒီတော့ဒီတော့ဒီစင်တာမှာပဲနားနေ ဘယ်နှချိန်မြောက်လဲမျက်လုံးက ပုံကြီးပြောင်း 3ချိန်မြောက်ဘူးလောစီတော့ဒရန်ရရဲဘော်3ရပေါ့နော်3ရပဲရှိသေးတယ်နောက်ထပ်ရဲဘော်တွေလာဖို့လည်းရှိပါတယ် ခိုင်းလို့မရသေးပါဘူး သူကဒီတရားကတော့ခွဲလို့မရတော့ဘူးသူကတော့အနာယူရတော့မယ်ထားပါလားအစင်တာမှာပဲသူကတော့တခြားတဲ့တခြားတရားရတဲ့သူကိုပြန်လဲကျေးဇူးပေးမှာပေါ့ကွယ် ဝိရှော်တဲ့ဆက်လိုက်ကြည့်ပါဘာဟို ကတ်လိုက်လေမကတ်မှာနာမည် ရဲဘော်တွေတက်တက်ရှိအောင်အဝေးတွေဒီတန်ရရဲဘော်ဆိုတော့လဲ မီနီကတကမှမြတ် ဥ ပေါ့ ပန်တိကတကာမှဖွက်ဒါရဲဘော်တွေအတွက် ဝှစော်ဆက်ဘုံပေါ့နော် လူရန်ပြီး သူက1000ကျော်ဆိုတော့အဝှစော်ဆက်တန်လုံးလဲ1000ကျော်လေအဲ့ဒါနှလုံးပေါ့ပါဝေကူညီပြတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ဟောဒီမှာ ရဲတက်တာလေးဆက်လိုက်ကြည့်အောင် ဒါတော့စီရန်ဆ iam မနေမဲ့အခန်းမှာအခုလောဆယ်သူမလာနေရသေးဘူးဆိုတော့မလုပ်ရသေးဘူး ရဲတက်တာတော့လည်းဘာမှမထည့်ရသေးဘူးနော်ဘာမှမရှိဘူးအသက်ဆို လောဆယ်တော့ဘာမှမထည့်ရသေးဘူးခုနေ့ကပဲရောက်တာအဲ့ဒါကြောင့်ပါမယ်စိုက်ထားတဲ့အပြင်နဲ့ကပြလိုက်မဟုတ်တယ်မလေးပြုတ်ပြင်း တော့ဒီလောလောဆယ်ပြူလာအောင်လေဒါတွေကဒီကဘာမှာရဲဘော်တွေကရှိနေတော့ဟိုအားနေမနေပဲနဲ့လေတော့နိုင်တဲ့ဥစ္စာလေးတော့ချက်လောက်ရပါပေါ့ ဒီပေါ့စင်တန် ဒီကပန်းနေပါလား စင်တာလပဖွပြိုးရေးအတွက် ပေါ့ပုံပြီးတော့ကောင်းတော့ကြိုးစားပါမယ်လောဆယ်နေကြပြီနေပါခုမှပြူလာတော့ အစစ်မှာ ဒါတော့ဒီဘက်နေရာတွေကတော့မြေဟိုကွက်လက်နေရာတွေကတော့ကျွန်တော်တို့ဒီဘိုးကြောင့်ဆောက်ဖို့အတွက်ပေါ့နော်။လောဆယ်ကတော့ကျွန်တော်ဒီမြေတွေညှိနေတော့မှာဒီသားကြောင့်တော့မြေလုံးနေတော့မလို့နော်။ဘိုးကြောင့်ရှိရင်တော့ပိုပြီးဆင်ပြေသွားတော့ပေါ့။ လောဆယ်ဒါကတော့ထမင်းစားမဲ့ခုံလေးပေါ့သူကတော့ဘာမှမရှိပါဘူး လောဆယ်လက်ဆောင်တယ် လှုပ်ဆောင်နေတော့ပါဟိုမြေကြီးအမဘလောဆယ်ထမင်းဒီလိုမျိုးပဲချက်ရတယ် လောဆယ်ကတော့ကျွန်တော်စားတော့နေတော့စားတော့ချက်ပြုတ်တာတော့ဒီတိုင်းလေးပဲပေါ့။ဟိုမျိုးစားမှဖြစ်သေးတော့ကျွန်တော်လောဆယ်ဒီတိုင်းလေးပဲလောက်တာတယ်။ မမေးဖို့ကြောင့်လောက်ရအောင်မယ်။အဲကြောင့်လောက်မြေသားတရားအရင်လောက်ရအောင်မယ် ဒီသားတွေကြောက်သွားတော့အလုံးမဲဟိုပြည်သူလူထုများလည်းမမိုးနဲ့ပြည်သူလူထုများလည်းဒီထက်မကပေါင်းဝင်လူတန်းပေးနိုင်ပါလေကျေးဇူးများကြီးတင်ပါတယ်အောင်လည်းဒီထက်မကကြောင်းချမ်းသာကြပါစေအောင်မြင်ကြပါစေ